ဒီနေ့ဒီဗီဒီယိုလေးကတော့သားသမီးရှိတဲ့မိဘတွေအတွက်အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။အကယ်၍စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့လူတွေအားလုံးမှာသိစိတ်နဲ့မသိစိတ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ကျွန်တော်တို့သိစိတ်မှာလုပ်နေတဲ့အရာတွေအားလုံးကကျွန်တော်တို့ရဲ့မသိစိတ်ကိုအခြေခံပြီးလုပ်နေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကျွန်တော်တို့မွေးကင်းစကနေ7နှစ်အရွယ်ကလေးတွေမှာအဲ့ဒီမသိစိတ်ကပွင့်နေတတ်လေရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့မိဘတစ်ယောက်အနေနဲ့ကိုယ့်ချီမှာမွေးကင်းစကနေ7နှစ်အရွယ်ကလေးတွေရှိတယ်ဆိုရင်သူတို့ရဲ့ဘေးမှာကျွန်တော်တို့မကောင်းတဲ့အပြုအမူတွေမကောင်းတဲ့ပြောဆိုမှုတွေမကောင်းတဲ့လှုပ်ဆောင်ချက်တွေမလုပ်မိဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မသိစိတ်ပွင့်နေတဲ့မသိစိတ်ထဲမှာအဲ့ဒီအရာတွေကဝင်ရောက်သွားတတ်လို့ဖြစ်ပါတယ်။အကယ်၍သင်ကကောင်းမွန်တဲ့အပြုအမူတွေကောင်းမွန်တဲ့အပြောဆိုတွေကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေလုပ်မယ်ဆိုရင်တော့သင်ရဲ့ကလေးရဲ့မသိစိတ်ထဲမှာအဲ့ဒီကောင်းမွန်တဲ့အရာတွေရောက်ရှိသွားပြီးနောင်တစ်ချိန်ကြီးလာတဲ့အချိန်မှာကောင်းမွန်တဲ့အလေးထားတွေကိုလှုပ်ဆောင်လေ့ရှိပါတယ်။ဒီဗီဒီယိုလေးကအဓိကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့မသိစိတ်ကိုရောက်သွားတဲ့အရာတွေကကျွန်တော်တို့ရဲ့သိစိတ်မှာဖြစ်ပေါ်လာတဲ့အရာတွေဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦး။ကျွန်တော်နာမည်တော့ကိုစိန်ရွှေပါ။ like ခုတယောက်ဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ။ Bye bye